Hello guys မင်္ဂလာပါဗရာကတော့ဒီနေ့တွေးသွားလို့မဖြစ်ပါရဲ့ဆိုတော့တငယ်ချင်းနဲ့ချင်းထားတာအဲ့ရထောင်းနောက်ကြတော့လောနဲ့ထွက်နေရပါဒါရဗရာ3ရမနိုင်ပြရဘာမှမပြတ်မစင်မနဲ့ထွက်လာအကုန်လုံးရုပ်တည်ဆူဆူနေပေါ့နော်ဘို့တွေးမလို့ခင်မှာအပြည့်အောင်လို့ဗရာစားခြင်းနဲ့မနဲ့စားလေးတော့စားမှာဖြစ်ပါရဲ့ brush ရင်တော့စားအောင် Let's chill. ဒါတော့မနက်ဆဆပြီးနောက်တနေရာသွားမလို့ပါဗရာတို့ဘိုက်ရန်စာနေရနဲ့ဗီဒီယိုရိုက်ဖို့မိခဲ့ပါတယ်ဒီနေရာလေးကလည်းဗရာတို့ပုံမှန်ရှိရဖြစ်သွားရင်လည်းတငယ်ချင်း3ယောက်ဆိုရဆိုင်လေးတွေ့လို့ဝင်ဖောက်ပါတယ်ဒါကတော့ဗရာတို့တငယ်ချင်း3ယောက်ဝယ်လာပြီးပါပြီဆိုတော့ဖောက်ဖို့တော့တနေရာရေးပြီးတော့ဗရာတို့ခုတော့ဗရာတို့ထိုင်ဖောက်မှာဖြစ်ပါတယ်ဗရာလိုချင်တာကတော့ Scorpio နဲ့ Pisces လေးပါကိုနဲ့ Pisces လေးလိုချင်တယ် No, the plan is bad. Pisces နဲ့ Taurus နဲ့လို့ကျွန်တော် အခုကတော့ဖောက်ဖို့အတွက်ရင်ခုန်နေပါပြီ။ကြွေးဘယ်လိုမပေါက်ခင်လဲဘယ်လိုလိုချင်တဲ့လူသူတို့လိုချင်တဲ့ဟာလေးပေါက်ရင်လည်းလဲပေးမယ်ဆိုပြီးတော့ဘယ်လိုရေအကုန်လုံးတိုင်ပင်ထားကြပါရင်။တာဒါဘယ်တော့ဘယ်အရန်လိုချင်နေတဲ့ Scorpio လေးပေါက်ပါတယ်။ဘယ်တော့တကယ်ချင်းနောက်တစ်ယောက်ကလည်းသူလိုချင်တဲ့ Libra လေးလည်းပေါက်တော့သူလည်းအရန်ပြောနေပါတယ်။နောက်တစ်ယောက်ကတော့ Pisces လိုချင်တာမရလို့ပေါ့နော်။ Ada bayang, ada brown, ada bayang. Oh my god wow ဒီတငယ်ချင်းကတော့သူ့လိုချင်တာ Pisces လေးပါဒါပေမဲ့သူပေါက်သွားတာ Libra လေးဆိုတော့သူ့ရုပ်လေးကတော့အချုံမချင်းလေးဖြစ်နေပါတယ်အခုကတော့တွေးလူတဲ့နေရာရောက်ပါပြီဗရာရိုရဲ့အားလုံးတွေးလူတဲ့နေရာရောက်တော့ဖောင်နေဖြစ်ရတယ်ဗရာနဲ့ဗရာတငယ်ချင်းနောက်တစ်ယောက်နဲ့တူတူဖြစ်ရပါတော့ပြီးတော့အခုဒါကတော့တွေးလူတဲ့နေရာပါဗရာတွေးလူနေရာပါဗရာကတော့ဒီနေ့ကန်ကောင်းလို့တွေးလူခွင့်ရခဲ့ပါတယ်ဗရာတငယ်ချင်းကတော့သူကတန်တက်အားနေနေရပါတော့အမှသူတို့စစ်ဆေးရတဲ့အားလုံးကိုအကုန်လုံး perfect ဖြစ်ပြီဆိုရင်တော့ဗရာတွေးလူလို့ရတယ်ပါနော်တွေးလူပြီးတော့ဒီလိုမျိုးစိတ်ကက်လေးလက်ဆောင်ပေးလိုက်တယ်ဒါကတော့စင်ကူမှာတွေးလူခြင်းနေဆိုရင်တော့ဘယ်နေရာလေးမှာလူလို့ရတယ်ဆိုတာကိုဗရာပြပေးရဖြစ်ပါတယ်ဗရာကတော့ဒီတစ်ခါဗရာအိမ်နဲ့နီးတော့ပုံကိုမှာတွေးသွားလူရဖြစ်ပါတယ်ရှင်လေးရတော့တွေးလို့ပြီးရခဲ့တဲ့ပစ္စည်းလေးပါဒီ pressure bandage လေးကလည်း24နိုင်ထားမယ်လို့မှာလိုက်ပါတယ်ဒီနေရာလေးကတော့ very နောက်ဆုံးသွားလိုက်ခဲ့ location လေးဖြစ်ပါတယ်Pongo Beach မှာပါ ACC လေးနေချင်းလို့ထွက်လာရင်လည်းဒါကတော့ဘာဖြစ်တာလဲဆိုတော့တငယ်ချင်းတယောက်ချော်လဲလို့အနာဆေးထည့်နေရတာပါအကုန်လုံးဆေးဝယ်ပြီးတော့ဆေးထည့်လူနှစ်ယောက်ကတော့ညင်ညင်မနေလို့ချုပ်ပြီးတော့အော်ဟစ်နေကြရပါတယ်ဒါပေမဲ့ဟိုတယောက်ကလည်းနာလို့အိမ်ကအော်နေရပါတော့ very ကလည်းရီးလိုက်မောလိုက်ဖြစ်နေကြပါတယ်Why you have a nut? You are a nut. Why you are a nut? ရှင်းအောင်မသိတယ်လို့ပြောတာနော်哎呦，这咋的？这不那我ဒီမှာနေတာချက်နေတယ်ဘယ်လိုလဲ啊，切切切！你俩快点来这个嘛！မင်းအရှည်လိုက်ကြီးလေတော့နေဟန်ရကက်လိုက်ဆုံးပြေကက်လိုက်ဒီခါလက်နေတယ်ဒါရက်သွေးတွေပါဒီနေ့လေးပါမယ်နော်အသွေးတွေနော်ဒီဟာဒီနေ့ အဲ့ဒါလုံးပြောငါမစရနဲ့တကယ်ရတယ်ချေပါဆိုမပြောမဘယ်လိုလဲခဏကြရတယ်ပေါ့ညမရမတွေ့တာပန်းပန်းပါဟာလာပါမတန်းတော့ ဒီမှာထွက်တယ် Behind the scene